ကျွန်တော်အနေနဲ့ကျွန်တော်မကြိုက်တာနာမည်နဲ့တည့်ပြောပြီးနော်ဦးမင်းအောင်လိုင်းကျွန်တော်မကြိုက်ဘူးမကြိုက်တဲ့အတွက်ကြောင့်မို့လဲသူလောက်တိုင်းနဲ့ပတ်သက်ပြီးတော့အခုဗျာသူကာချုပ်ယာတူယူလာတာတွေဟဲ့လားသမ္မတယာတူယူလာတာတွေဟဲ့လားကာလုံးမှာဘယ်လိုခေါ်မလဲဆိုတော့သမ္မတတာဝန်ယူပါဆိုပြီးတော့ဟိုနှစ်ပေါက်ရိုက်တဲ့အလုပ်ကသူတိတ်တော်တာတော်တော်ရှက်ဖို့ကောင်းတဲ့လုပ်ရက်ကိုလုပ်တယ်ဒါပေမဲ့မရှက်ပါဘူးခဲတော့မှအရှက်လည်းမရှိဘူးရှက်တတ်တဲ့စိတ်လည်းမရှိဘူးယောက်ျားလည်းဟုတ်ချင်မှာဟုတ်ပါစောစောဒီဘက်မှာတချို့လူတွေကငါပေါ်လို့မှတာအဲ့ဒါအဟုတ်တယ်DKB အဲ့လိုဖြစ်နော် DKB ကလေစောစမ်းအောင်လို့တခိုးချဖို့ကောင်းတော့ဘိုးချုပ်တက်ဖြစ်တယ်ဘူးချုပ်တက်ဖြစ်တယ်ကဲတော့ကျွန်တော်ဒီကနေ့ဒီဇင်ဘာလ22ရက်နေ့ဒါမနက်ပါးလေးတစ်ဖြတ်ထပ်ပြီးတော့တက်လာပြန်ပြီးပေါ့နော်ဒါမနေ့ကညအိုးပန်းစပြီးတော့ထိုးစံတိုင်းပဲဒီကနေ့မနေ့ဒါ8နာရီခွဲထိအောင်နောက်ဆုံးသိရတဲ့တက်လာမြသတင်းတွေအကုန်လုံးတော့လူရင်းတူရှင်းအချင်းချင်းဖတ်ပြပြပါမယ်နောက်မှလည်းဒီကနေ့ဗီဒီယိုဖိုင်လေး3-4ဖို့တော့ကြည်သွားဖို့ရှိပါတယ်အဲ့တော့မနေ့ကညဆိုရင်မကြည့်ရသေးတဲ့မောင်နှမတွေကျွန်တော်ရဲ့ဗီဒီယိုဖိုင်မှာတွားရောက်ပြီးတော့ကြည့်ပါတော်တော်များငန်းစုံဘက်ကပြူခွေအယောက်40မွားပဲဖြစ်သွားတဲ့သတင်းကောင်းတွေလောင်းလုံးဘက်ကသတင်းကောင်းတွေတော်တော်များပါပါတယ်အဲ့တော့အခုလဲဒီကနေ့မနေ့တိုက်ပွဲသတင်းကောင်းတွေနဲ့ပဲစားလိုက်အောင်ပါဒါလည်းမနေ့ညကျွန်တော်တို့သတင်းတွေတင်ပြီးကမှပဲနောက်ထပ်တက်လာတဲ့တိုက်ပွဲသတင်းကောင်းတစ်ပုဒ်ဆိုရင်စကိုင်းတိုင်းဝင်းတုံမြို့နယ်ဘက်မှာအကြမ်းဖက်စစ်ခွတ်တက်တဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုမှာနောက်ထပ်စစ်သား3သေဆုံးပြီးတော့9ဦးကိုတော့စစ်တုံးပန်းဖြင့်အရှင်လက်ရဖမ်းဆီးရမိပြီးတော့လက်နက်ဆက်လက်နဲ့လက်နက်ခရင်များစွာကိုလည်းတင်စီရရှိတဲ့ပြင်စိတ်မကောင်းစရာတော့ကျွန်တော်တို့ဘက်ကတော်လိုင်းရဲဘော်တွေတူကတော့အသက်တွေမြင့်မြတ်စွာပေးလူသွားလို့သိရပါတယ်ကျွန်တော်တို့ဒီတစ်ပတ်လေးတွင်းမှာကျွန်တော်တို့ကနေ့တိုင်းသတင်းတွေဖတ်ပြနေတော့တိုက်ပွဲသတင်းကောင်းတွေဖတ်ပြနေသူတစ်ဖက်မှာလည်းကျွန်တော်တို့တော်လိုင်းရဲဘော်တွေတဦးစားနှစ်ဦးစားမနေ့ကလောင်းလုံးဘက်ကတိုက်ပွဲမှာလည်းစစ်ခွေး12ကောင်လား10ကောင်လားမသိဘူးတေဆုံးသွားပြီမဲ့တော်လိုင်းရဲဘော်တွေတုံးအသက်တွေကျွန်တော်တို့ပေးလူသွားတယ်အဲ့တော့ကျွန်တော်မောင်မတွေကတော့နေ့တိုင်းသတင်းကောင်းတွေကြားကျင်နေပြီတစ်ဖက်မှာကျွန်တော်တို့တော်လိုင်းရဲဘော်တွေကနေ့တိုင်းကျွန်တော်တို့တဦးစားနှစ်ဦးစားကိုပေးဆက်နေရတာမတန်ပါဘူးအဲ့တော့အခုလည်းစစ်ခွေးကျွန်တော်တို့အရှင်လည်းရဖန်စီရမိတဲ့အဲ့ဒီ9ကောင်တော့အထက်ကလူကြီးတွေဆုံးဖြတ်ခြင်းနဲ့ခရိုင်ကပဲဆုံးဖြတ်ပါလိမ့်မယ်ဆိုတော့ကစံကုန်မြေလေးကောင်တွေတနေ့တင်ကျွေးထားတဲ့ဈေးကလည်းမနှဲပါဘူးကျွန်တော်တို့စိတ်နဲ့ဆိုရင်တော့တကောင်မကိုအရှင်မထားသင့်ပါဘူးအဲ့တော့ဘေးနားမှာပဲတရင်ပြေဆုံးချပေးထားပါတယ်ကဲတော့နောက်ထပ်ကျွန်တော်သတင်းပို့ဆိုရင်ဒါလည်းမင်းညတက်လာတော့ပါကြံခဲ့တဲ့ရက်ကသတင်းလိုက်တိုင်းပလောမျိုးတွေကစီဒီယန်ဆီယမားနဲ့ခင်ပွန်းဖြစ်သူကိုတပ်ဖြတ်ခဲ့သူ၄ဦးကိုတော့ဖမ်းမိပါတယ်ဆိုပြီးတော့ KNU ဘက်ကတော့ထုတ်ပြန်လာပါတယ်သတင်းလေးကိုအကျဉ်းချုပ်ကျွန်တော်ဖတ်ပြမှာပဲ KNDO တန်ရင်9တက်ခွဲ9မှာချုံအောင်ထားတဲ့ပြစ်မှုကျူးလွန်ထားတဲ့အောင်နိုင်ဦးဖြိုးဝေဦးဇော်ထိုက်ဝင်းစိုးတို့ဟာအကျဉ်းခံအတွင်းကြံခဲ့တဲ့ဒီဇင်ဘာလ23ရက်နေ့မနေ့9နာရီထိုးကနေအချိန်မှာထွက်ပြေးလွတ်မြောက်သွားစဉ်မှာအဆိုပါလူတန်းမှုကိုကျူးလွန်ခဲ့တာဆိုပြီးတော့ KNU ဘက်ကတော့ဖော်ပြထားပါတယ်စီရီယန်ဆီယာမားနဲ့သူ့ယောက်ျားကိုတပ်ဖြတ်တဲ့တရားခံ၄ဦးကိုကျွန်တော်တို့ KNDO တပ်ရင်း9ကလိုက်လံဖမ်းဆီးရရှိခဲ့ပါတယ်လေကျွန်တော်တို့ကိုတူလေးဥပဒေအရရေးယူသွားပါမယ်ဆိုပြီးတော့ KNL ရဲ့တပ်မှလေးသတင်းကြီးကတော့ထုတ်ပြန်ထားပါတယ်ကျွန်တော်ဘေးနားမှာအဲ့ဒီဖမ်းပြီးတဲ့တရားခံတွေရဲ့ခွေးတော်သားတွေရဲ့ဓာတ်ပုံတွေချပေးထားပါတယ်စီရီယန်ဆီယာမားဒိုအေတီအောင်နဲ့အမျိုးသားတို့ကတော့ကျွန်တော်တို့ဒီနားနေများစွာစင်ကောင်းဖြစ်မိပါတယ်ကောင်းရပုံရရောက်ပါစေလို့ပဲကျွန်တော်တို့ဆုတောင်းပါတယ်ကဲတော့နောက်ထပ်သတင်းပို့ဆိုရင်မနေ့ကညပဲကျွန်တော်4မိနစ်စာလောက်အဲ့ဒီသတင်းတွေကိုအကျယ်တဝင်းကိုပြောပြသွားခဲ့တယ်အဲ့ဒီနိုင်ကန်အနီးမှာရှိတဲ့ဂုတ်ကြီးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကပြန်လဲသိမ်းပိုက်ရရှိပြီးတော့ရခိုင်လက်တော် AA နဲ့ PDF တွေအသေးပြောက်တွေများပါတယ်ဆိုပြီးတော့ခွေးမာသား Telegram Channel ကအယိုးရင်ကရတဲ့စစ်ခွေးတပ်ထောက်ခံတဲ့ lobby ကောင်တွေကမနေ့က A နဲ့ R နဲ့ဝါရမိုင်းသတင်းမားတွေဖြန့်တယ်သတင်းမားတော့မဟုတ်ဘူးကျွန်တော်တို့ပြောနေတဲ့အတိုင်းပဲအဲ့ဒီဂုတ်ကြီးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းပြည်ကိုတွေဒရုန်းတွေလက်နက်ကြီးအင်အားတွေနဲ့ခဏဝင်ရောက်လာပြီးတော့ဝါရဖြန့်ဖို့ဓာတ်ပုံရိုက်ကူးပြီးချင်းမှာပဲအာရခလက်တို့ AA နဲ့ PDF တွေကခဏကျွန်တော်တို့တက်ကွင်းထဲကိုဝင်လာလို့နောက်ကိုပြန်ဆုတ်ပြီးတော့ဒီကောင်တွေလည်းဓာတ်ပုံရိုက်ပြီးတော့ဝိုင်းဝန်းမနေရစောပတော်တီးရမှာအဲ့ဒီဓာတ်ပုံဝင်ရိုက်ဝါရဖြန့်တဲ့စစ်ခွေးတွေဖယိုဖျဲနဲ့အသေးပြောက်တွေများစွာနဲ့ခွေးပြည့်ပြီးထွက်ပြေးခဲ့ရတယ်အခုပြောလို့မှမဆုံးသေးဘူးအယိုးရင်ကရတဲ့စစ်ခွေးတဲ့ထောက်ခံတဲ့ lobby ကောင်တွေ Telegram Channel ကောင်တွေဂုံစာလုံးမှ24နိုင်တော့မပြည့်သေးဘူးမနေ့ကညဆိုရင်တော့အဲ့ဒီနိုင်ကန်ဒီမှာရှိတဲ့ဂုတ်ကြီးရွာကိုတော့အာရခလက်တို့ AA ဘက်ကပြန်လဲထင်းချုပ်လိုက်နိုင်လို့သိရပါတယ်ရခိုင်မကွေးရိုးဘုတ်ကနေကြားမှာရှိတဲ့နိုင်ကန်ဖြူအကုန်းနဲ့2မိုင်ကျော်ခန့်သာကွာဝေးတဲ့ဂုတ်ကြီးရွာကိုရခိုင်လက်တို့ AA ကပြန်လဲထင်းချုပ်လိုက်ပြီးဖြစ်တယ်ဆိုပြီးတော့မနေ့ညကတော့
သတင်းအတိအကျကိုရရှိပါတယ်နရီဇီယာသတင်းဌာနအာရခတ်တို့အေယိုသတင်းတွေကိုအမြဲတမ်းဖော်ပြနေရှိတဲ့သတင်းအပြည့်စုံဘေးနားမှာပဲချပေးတော့ပါအဲ့တော့အကြမ်းဖက်စစ်ကူတဲ့ဘက်ကသူတို့ရဲ့ပလန်ကအဲ့ဒီကိုကြီးကြီးရောက်တာသူတို့ဘက်ကထိန်းချုပ်နိုင်ရင်နိုင်ကန်ပြိုအောင်တော့စစ်ကွန်အေးအားတွေနဲ့ထိုးစစ်တွေပေါက်မယ်လို့ထင်ထားတာမင်းတို့က short တွေ့တာကိုကြောက်ဖြူမာနေမင်းတို့ဓာတ်ပုံဝါဒဖြန့်မှုရိုက်ကူးတာအစုလိုက်ပြုံလိုက်သေးတာကိုမင်းတို့မှန်မှန်သေးပဲနဲ့အခုလဲရခိုင်တို့အေးနဲ့ PDF တွေဟာတက်ကွင်းနဲ့မဝင်လာအောင်လို့တမီတကာကျွန်တော်တို့ဟာပေးထားပြီးတော့ပြီးလဲပြီးတော့ဓာတ်ပုံတွေရိုက်ပြီးတော့ကျုံသွင်းပြီးတော့ဝမ်ကွန်စော်ပလော်တီးတာမှာမနေ့ညဆိုရင်အသေးပြောက်တွေများစွာနဲ့ဖျူဖျဲထွက်ပြေးရပြီးတော့အခုအဲ့ဒီကိုကြီးပါတော့အာရခတ်တို့အေးနဲ့မဟာမိတ် PDF တပ်ဖွဲ့ဝင်တွေကတော့ပြန်လဲသိမ့်ပတ်ရရှိလိုက်နိုင်ပါဆိုတဲ့သတင်းကောင်းပါပဲကဲတော့နောက်ထပ်သတင်းပို့ဆိုရင်အခု NUG အစိုးရရဲ့အကြမ်းဖက်တိုက်ဖျက်ရေးဘိုးအဖွဲ့ဟာအာဏာသိမ်းစစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်အပါအဝင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်33ကိုအကြမ်းဖက်သမားများအဖြစ်မနေ့ကဒီဇင်ဘာလ22ရက်နေ့ရက်စွဲနဲ့အမိန့်ကြော်ညာစာအမှတ်ထုတ်ပြန်ပြီးတော့ကြေညာလိုက်တယ်ဆိုတော့ကမင်းတို့ဘက်ကတော့မှပဲငါတို့ဘက်ကိုအကြမ်းဖက် PDF အဖွဲ့အစည်းတွေပြောသေးတာပဲအခုငါတို့ NUG အစိုးရရဲ့အကြမ်းဖက်တိုက်ဖျက်ရေးဘိုးအဖွဲ့အစည်းကလည်းစစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်အပါအဝင်33ကိုတော့အကြမ်းဖက်သမားများအဖြစ် NUG ကတော့ဒါမနေ့က22ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာလိုက်တယ်ဆိုတော့ကအဲ့တော့အကြမ်းဖက်သမားတွေဖြစ်ကြေညာပြီးပြီဆိုရင်တော့တုတ်တင်ရှင်းလင်းဖို့ပဲကြာမှာတော့တယ်ခဲ့တော့မနေ့ကလည်းလာရှုမျိုးရဲ့3နေရာမှာပေါက်ကွဲမှုတွေဇက်တိုက်ဆိုလို့ဖြစ်ပွားခဲ့ပြီးတော့လူထိခိုက်မှုတွေလည်းရှိနိုင်တယ်လို့သိရှိရတယ်အဲ့တော့အချင်းချင်းဖတ်ပြမယ်ဆိုရင်မနေ့ကဒီဇင်ဘာလ22ရက်နေ့ညနေ9:00နာရီဝန်းကျင်မှာစစ်ကောင်စီထိန်းချုပ်ထားတဲ့လာရှုမျိုးနေရာ3ခုတဲ့မနေ့မှာဘုံပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီးတော့လာရှုမျိုးရက်ကွက်9ရက်ကွက်9ရုံးနဲ့ရက်ကွက်2ရုံးတွေပြင်ရက်ကွက်7မှာရှိတဲ့လူနေထူထပ်တဲ့နေရာတွေမှာဘုံ3လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်တဲ့ရက်ကွက်2နားကတော့လူမထီဘူးကြားတယ်ရက်ကွက်7မှာတော့လူများတဲ့နေရာမှာပေါက်ကွဲတာအထိခိုက်တော့မသိရှိရသေးဘူးဒီပေါက်ကွဲမှုကတော့စစ်ကောင်စီရွေးကောက်ပွဲမှာမပါဝင်ဖို့ကိုတတိပေးတာဖြစ်နိုင်တယ်ဆိုပြီးတော့ဒါကတော့လာရှုံမျိုးကန်အမျိုးသားတူကတော့ပြောပြထားပါတယ်အဲ့တော့အဲ့ဒီပေါက်ကွဲမှုတွေဖြစ်ပွားပြီးတဲ့နောက်မှာပဲစစ်ခွေးတန်းနဲ့လက်အောက်ခံရဲခွေးတွေကရောက်လာပြီးတော့စစ်ဆေးနေပြီးမပေါက်ကွဲသေးတဲ့ဘုံတွေလည်းရှိသေးတယ်ဆိုတော့ကဲတော့လာရှုံမျိုးမှာလည်းစစ်ခွေးတက်ကအတူအယောင်ရွေးကောက်ပွဲမှာဒါမပါဝင်ဖို့ကိုတတိပေးတာလည်းဖြစ်နိုင်တယ်ဆိုပြီးတော့လာရှုံမျိုးကနေတုံးတက်ထားတဲ့မနေ့ကတနေ့တည်းမှာလည်းလာရှုံမျိုးမှာဘုံ3လုံးစက်တိုက်ပေါက်ကွဲပြီးတော့မပေါက်ကွဲသေးတဲ့ဘုံတွေပါရှိသေးတယ်ဆိုတော့ကတလက်စာတဲ့ဒါမနေ့ညရန်ကုန်စကောက်နယ်ဝါကဖော်ပြလာတဲ့သတင်းပို့ဆိုရင်အခုရန်ကုန်မှာရှိတဲ့ကျွန်တော်မောင်နှမတွေဆိုရင်ကောင်းကောင်းသိမှာပါတခြားမဟုတ်ဘူးမနေ့ကဒီဇင်ဘာလ22ရက်နေ့မှာဒါရန်ကုန်တိုင်းဒဂုံစိတ်ကမ်းမြို့နယ်ယူစနာဦးရင်မြို့တော်အင်အားထဲမှာဆရာဝန်ဘွဲတွေအင်ဂျင်နီယာဘွဲတွေဥပဒေဘွဲရေချောင်းဘွဲစတဲ့အသက်မွေးဝမ်းကြောင်းဘွဲများယူထားသူများရှိပါကစင်းလာပေးကြဖို့ကိုအုပ်ကြီးနဲ့ဖွဲ့ကတော့အော်လန်ဖြစ် live on နေကြောင်းကိုတော့သတင်းရရှိတယ်တမြန်နေ့ကလည်းအဲ့ဒီအရှိတကုံမြို့နယ်130ရပ်ကွက်နဲ့ပဇွန်တော်မြို့နယ်ထဲမှာလည်းအဆိုပါဘွဲရတဲ့စီးများလိုက်လံကောက်ယူသွားခဲ့ကြောင်းသိရှိရတယ်ဆိုတော့ကအကြံဖက်စစ်ကိုစုနဲ့ထောက်တိုင်တွေကတော့ဘာတွေကြိတ်ပြီးတော့ကြံနေလဲမသိဘူးလို့ရန်ကုန်မှာရှိတဲ့ကျွန်တော်ဖတ်ပြသွားတဲ့မြို့နယ်မှာရှိတဲ့ပြည်သူတွေဆိုရင်ကောင်းကောင်းသိပါတယ်အုပ်ကြီးတို့အဖွဲ့ကိုယ်တိုင်ကအော်လန်နဲ့လိုက်အော်ပြီးတော့ကျွန်တော်ဖတ်ပြသွားခဲ့တဲ့အဲ့ဒီဘွဲတွေယူထားသူတွေရှိပါကစည်ရင်လာပေးဆိုတော့ကကျွန်တော်ထင်တာမလွယ်ဘူးဆိုတော့စစ်ခွေးတက်ကအတူအယောင်ရွေးကောက်ပွဲမှာမဲယုံတွေမှာတာဝန်ပေးဖို့အတွက်ပဲဖြစ်မှာပါခဲတော့အဲ့တော့တလက်စာလည်းမနေ့ကလည်းရွှေဘူခရိုင်အမှတ်15တန်ရင်ကလည်းသတင်းပုတ်ထုတ်ပြန်ထားပါတယ်ရွှေဘူခရိုင်အမှတ်15တန်ရင်ဆိုတော့ရန်ကုန်မှာဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့မဆိုင်လို့တော့မထင်နဲ့တော့တခြားမဟုတ်ဘူးရန်ကုန်တိုင်းမင်္ဂလာတောင်ကျွန်းမြို့နယ်ပန်းဆိုးလမ်းမှာရှိတဲ့တရားမဝင်တဲ့ရွေးကောက်ခံပြည်သူ့ပါတီရုံးချုပ်ဟာအစစ်မြင့်မိုင်းဖြစ်ဖောက်ခွဲတိုက်ခိုက်ခဲ့လို့သိရတယ်လောလောဆယ်မှာတော့ဒီသတင်းကမင်းညသူတို့တန်ရင်ကဖော်ပြထားတာကိုကျွန်တော်ဖတ်ပြတာပါကျွန်တော်ဘက်ကခေတ်သစ်မီဒီယာတို့ PBS ဆက်ပြီးတော့မြန်မာနောင်တို့ကတော့ကျွန်တော်ဖတ်ပြနေတဲ့အချိန်မှာတော့ဖော်ပြထားခြင်းတော့မရှိသေးပါဘူးအဲ့တော့ပြောချင်တာတော့အထက်မင်္ဂလာတောင်ကျွန်းကပါတီရုံးကဘသူပါတီလေးလဲပါတီလေးတော့လှုပ်ပေးခဲ့ပါတယ်အပြောတဲ့လက်တွေကိုလှုပ်ရတာကိုပိုကြိုက်တဲ့ကျုပ်တို့အညာသားများမင်းတို့လည်းရွေးပြီးတော့ပဲကောက်ငါတို့ကလည်းရွေးပြီးတော့ဘုံခွဲမှာပဲဒီထက်တော့မဲမပေးနိုင်တော့ဘူးဆိုပြီးတော့ဒါကတော့မြို့ပြစစ်စင်ရေးသတင်းထုတ်ပြန်ခြင်းနဲ့မနေ့ကရန်ကုန်တိုင်းမင်္ဂလာတောင်ကျွန်းမြို့နယ်ပန်းဆိုးရမှာရှိတဲ့တရားမဝင်ရွေးကောက်ခံပြည်သူ့ပါတီရုံးချုပ်ဟာအစစ်မြင့်မိုင်းနေနဲ့ဖောက်ခွဲခဲ့ပါတယ်ဆိုတဲ့သတင်းပါပဲဘေးနားမှာပဲသူတို့တန်ရင်ကထုတ်ပြန်ကြေညာချက်ကိုချပေးထားပါတယ်အဲ့တော့
ရွှေဘိုခရိုင်အမှတ်15တန်ရင်ဆိုတော့အညာဘက်မှာမထင်နဲ့တော့အညာသားတွေရန်ကုန်မှာပွဲကနေကိစ္စကိုပြောတော့ပါကဲတော့ဒီကနေ့မနေ့နောက်ဆုံးသိရတဲ့သတင်းတွေကတော့ဒီလောက်ပါပဲနောက်မှာ ARV တိုင်းသတင်းမီဒီယာကိုကျွန်တော်ဒီနားနေ credit ပေးပါတယ်မနေ့ကသူတို့တင်ထားတဲ့ဗီဒီယိုပိုင်းတွေက editor ချုပ်ဒါကိုစလိုင်းတန့်စင်ပြောပြထားတဲ့အခုမြင့်ဆောင်ကိစ္စနဲ့ပတ်သက်ပြီးတော့တချို့မသိသေးတဲ့ကျွန်တော်ရဲ့ငယ်တဲ့ညီငယ်ညီမငယ်လေးတွေနောက်မှာအဲ့ဒီဗီဒီယိုပိုင်း9မိနစ်ဆယ်လောက်ကိုကျွန်တော်တို့တူစပြီးတော့ကြည့်လိုက်ရအောင်ဗျာ ဒီမြစ်ဆုံစီမံကိန်းကိုဒီစစ်ကောင်းဆောင်တွေသူပြင်တာမဲအွန်လိုင်းတို့စိုးဝင်းတို့ကဘာကြောင့်ပြန်ခွင့်ပြုပေးလဲဆိုရင်ကျွန်တော်တို့ရသပြည်သူတွေနားလည်အောင်ရှင်းရှင်းလင်းလင်းပြောရတယ်တော့မြန်မာနိုင်ငံကိုမဲအွန်လိုင်းတို့စိုးဝင်းတို့ဟာတရုတ်လက်ထက်ကိုအပြိပိုင်ရောင်းစားလိုက်တာပါပဲသူတို့ရဲ့အာဏာနဲ့သူတို့ရဲ့ယာရုထိုင်ကုန်တွေနဲ့မြန်မာနိုင်ငံကိုလဲစားလိုက်တာပါပဲတရုတ်နဲ့အလဲထက်လုပ်လိုက်တာပါပဲငါတို့တော့ဒီအာဏာတည်မြဲအောင်လုပ်ပေးငါတို့ဒီအာဏာမှာဒီထိုင်ကုန်မှာဆက်နေမယ်ငါတို့အာဏာကိုစက်ကင်ထားမယ်မင်းတို့ကတော့တရုတ်ကတော့မြန်မာနိုင်ငံကိုယူလိုက်တော့ဆိုတဲ့အတိတ်ပဲပါပဲအဲ့ဒါအတိအကျပါပဲဘာဖြစ်လို့လဲဆိုတော့ဒီစစ်ကောင်းဆောင်မဲအောင်လိုင်းတို့အုပ်စုက132ခုစစ်စီနောက်ပိုင်းမှာတရုတ်ကိုတော်တော်ကိုသူတို့လက်ဖျားခါအောင်ကြောက်ရွံ့သွားတယ်လို့ကျွန်တော်တို့မြင်တယ်တရုတ်ကဒီဟိုပေါ့နော် TNL ကိုပို့တဲ့စာတစ်ခုမှာသုံးနှုံးခဲ့လို့ပေါ့ကျိုးနွန်စွာဆုံးမတယ်ဆိုတဲ့ဟာမျိုးပေါ့ဗျဘာဖြစ်လဲဆိုတော့ဒီ132ခုစစ်စီမှာဟလာဟိုကြားဖြတ်ကိစ္စနဲ့အကြောင်းပြုကြားဖြတ်နေနေပေါ့ဗျဒါတရုတ်ကအစောပိုင်းနဲ့မဲအောင်လိုင်းကိုပြောတယ်ဒီလူတွေကိုတောင်းတယ်မဲအောင်လိုင်းမပေးဘူးမရှိပါဘူးမဟုတ်ပါဘူးဘာညာနဲ့သူကတရုတ်ကိုဖီဆန်တဲ့အခါမှာဟလာဒီဘက်ကဒီညီနောင်သုံးပေါ်နဲ့ KIA ပေါ့နော်ကိုကန် MNDA နဲ့ TNL နဲ့ AA နဲ့နောက်တစ်ခါ KIA နဲ့ဒီအင်အားစုတွေကိုတရုတ်ကအနောက်ကနေပြီးတော့ဒါ support ပေးလိုက်ပြီးတော့ကြားဖြတ်နေနေဆိုတာတွေဖြစ်တဲ့အခါမှာဒါအားလုံးသိပြီးသားပေါ့ဗျာရှမ်းမြောက်ကမြို့ပေါင်း20ကျော်ဟလာဒီဆိုအောင်ဖြစ်သွားတယ်တော်လိုင်းအင်အားစုလက်ထဲကိုရောက်သွားတယ်ပြီးတော့ကဒီရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့လာရှိုးမှာကျသွားပြီးတော့မှတိုင်းစစ်ဌာနချုပ်ကြီးပါပြက်ပြုံးသွားတဲ့အဖြစ်ပေါ့ဗျာနောက်ဆုံးဆိုမန္တလေးတိရောက်လာပြီမန္တလေးတိုင်းထဲမှာတော့မှတကယ်ကိုနထိုးကြီးတို့မြင်းချံတို့တောင်သာတို့လိုနေရာတွေတော့တိုက်ပွဲတွေအပြင်းထန်နေဖြစ်လာတယ်ဟိုဘက်ကဆိုရင်တပိတ်ချင်းတို့စင်ကူးတို့တော့ဆိုးအောင်ဖြစ်ပြီးတော့ဒီတော်လိုင်းအင်အားစုတွေလက်ထဲကိုရောက်သွားတဲ့အခြေအနေပေါ့အဲ့တော့ဒါဟာစစ်ကောင်းဆောင်တို့ဆိုအင်မတန်စိုးရိမ်မှုကောင်းတယ်အဲ့တော့သူ့အနေထားနဲ့ကဘလို့မှသူရက်တည်နိုင်ကြမရှိတဲ့အတွက်တရုတ်ကိုခြေသလုံးပြေးဖက်ရတယ်ဒူးထောက်ပြီးသွားထောင်းမှန်ရတယ်ပြီးတဲ့အခါမှာဒါကိုကြီးတို့စိတ်ကြိုက်လောက်ပါဆိုတဲ့အခြေအနေမျိုးပေါ့နော်အဲ့တော့ background ပြန်ပြောရရင်ဒီအခြေအနေဖြစ်တယ်အဲ့တော့အရင်ကတရုတ်ရဲ့မဟာဗျူဟာစီမံကိန်းက BRI လို့ခေါ်တဲ့နော်ဒီပိုလန်မှာစီမံကိန်းကဘာပတ်တဲ့နော်စီမံကိန်းပေါ့တရုတ်ကဒါကဘာကြီးကိုချုပ်ကင်မဲ့စီမံကိန်းပေါ့စီးပွားရေးအေးရဒါကဘာလုံးလုံးမဲ့စီမံကိန်းမှာမြန်မာနိုင်ငံကဆိုရင်ဒီ BRI အောက်မှာဆိုဒါစီမံကိန်း၄ခုပါတယ်ပေါ့ဗျာအဲ့မှာဆိုရင်ဒီ gas pipeline စီမံကိန်းရှိမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကြောက်ဖြူအထူးစီးပွားရေးစုံနဲ့ရေနက်စိတ်ကစီမံကိန်းရှိမယ်နောက်ပြီးလို့ရှိရင်မူဆယ်မန္တလေးကြောက်ဖြူဟလာဒီရထားလမ်းစီမံကိန်းရှိမယ်နောက်ဆုံးတာကတော့မြစ်ဆုံစီမံကိန်းပေါ့ဗျာအဲ့တော့ဒီ၄ခုထဲမှာဒေချာတကယ်စစ်ပေါက်ပြန်သုံးသပ်လို့ရှိရင်ဒီ gas pipeline စီမံကိန်းတစ်ခုလောက်ကပဲအပြည့်အဝအောင်မြင်ပြီးတော့ကျန်တဲ့စီမံကိန်း၃ခုကအကောင့်ထဲမှာပေါ်နိုင်သေးဘူးဖြစ်နေတယ်ဒီလိုပေါ်နိုင်တဲ့အခြေအနေကလည်းမြန်မာနိုင်ငံမှာဒီနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်တိုးတက်လာတာတွေနောက်ပြီးတော့အခါဒီလက်နက်ကိုင်ပဋိပက္ခတွေပေါ့နော်ဒီကိစ္စရဲ့တွေကြောင့်တရုတ်ကအကောင့်ထဲမှာပေါ်နိုင်အောင်ဖြစ်နေတယ်အဲ့တော့အဲ့ဒီအခြေအနေတစ်ခုမှာ2021မှာစစ်အာဏာသိမ်းမှုပေါ်ပေါက်ခဲ့တယ်အဲ့တော့တရုတ်ကဒါဒီကြောထောင်းနောက်ခံပါတယ်ဆိုတဲ့အခြေအနေမျိုးတွေလည်းရှိတယ်ပေါ့ဗျာအဲ့တော့အဲ့ဒီကနေပြီးတော့မှအမေရိကန်မှာလည်းတခါနိုင်ငံရေးအပြောင်းလဲရလဲထပ်ဖြစ်သွားပြန်တယ်ဖြစ်သွားတဲ့အခါမှာလက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်မြန်မာနိုင်ငံနဲ့ပတ်သက်အရင်စိတ်ဝင်စားဘူးအာယုံစုဆိုင်မှုရော့သွားအမေရိကန်ပြည်တွင်းရေးပဲအာယုံဆိုင်မယ်ဆိုတော့ချင်းတွေတည်းဖြစ်သွားတဲ့အခါမှာတရုတ်တော့ကဒါအင်မတန်ဝမ်းသာဖို့ကောင်းတာပေါ့ဗျာအဲ့တော့သူ့တော့ကတော့ဟလာဒါအခွင့်အရေးပဲပေါ့အဲ့တော့မရောက်လာရင်လည်းမရှုနိုင်မကင်နိုင်ဖြစ်နေတဲ့အချိန်သူ့ကိုပဲအားကိုးနေရတဲ့အချိန်တွေတရက်မှာသူအင်မတန်အကောင့်ထဲပေါ်ခြင်းနဲ့ဒီစီမံကိန်းကြံနေတဲ့၃ခုပေါ့မြစ်ဆုံရဲ့ကြောက်ဖြူထူးစီးပွားရေးဆောင်တဲ့ရေနက်စိတ်ကမ်းရဲ့နောက်ပြီးတော့ရထားလမ်းစီမံကိန်းရဲ့ဒီ၃ခုကိုတော့သူအပေးပြတ်အမြန်ဆုံးအကောင့်ထဲပေါ်နိုင်ဖို့သူကကြိုးစားသွားမှာဖြစ်တယ်အဲ့တော့အဲ့ဒီရဲ့ဟာအရာလည်းအခုဆိုလို့ရှိရင်ဒါမြစ်ဆုံစီမံကိန်းကိုဒုစစ်ကောင်းဆောင်စိုးဝင်းကိုယ်တိုင်ဒါပေါ့နော်ဖွင့်ပြောလာပြီးတော့မှလူတို့ချပြတယ်ပေါ့ဗျာသူတို့ပြောရတော့ဒါတော့မဖြစ်မနေဘူးလို့သူတို့ပြောရတဲ့အခြေအနေပေါ့နော်ဆိုတော့ဒါကိုထုတ်ပြောလာတာဖြစ်တယ်အဲ့တော့မြစ်ဆုံစီမံကိန်းပေးလိုက်ရခြင်းလှုပ်လိုက်ရခြင်းပြန်ဆလိုက်ရခြင်းကတော့
ကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲမြန်မာနိုင်ငံကတော့အချုပ်ချာအာဏာတကယ်ကိုတရုတ်လက်ထက်ကိုထည့်ပေးထားတဲ့အခြေအနေတည်းဖြစ်နေတယ်လို့ပြောချင်ပါတယ်ဗျာ အဲတော့ ARV Time သတင်းဌာနအေဒါချုပ်ကိုစလိုင်းတန့်စင်အခုလည်းကျွန်တော် credit ပေးပါတယ်ကျွန်တော်တို့ဒီအခုဖြစ်နေတဲ့အခင်းချင်းနဲ့မြစ်ဆုံကိစ္စတွေကတော့ဒီဘက်ကတော်လန်ပြည်သူတွေအကုန်လုံးဟာတီဗီသားဆိုတော့ကမင်းအောင်လှိုင်ရှမ်းမြောက်မှာတရုတ်ကိုကျွန်တော်တို့တရုတ်ရဲ့အကူအညီနဲ့ပြန်လည်ရရှိတဲ့မျိုးတွေကိစ္စနဲ့ပတ်သက်ပြီးတော့တရုတ်လက်ထဲကိုထိုးကျွေးတဲ့ကိစ္စတွေဆိုတော့ကဘာကြောင့်ပြန်ပြီးတော့9မိနစ်စာလောက် share ပေးရလဲဆိုရင်ပြည်တွင်းမှာကြန့်ရှိနေသေးတဲ့ကျွန်တော်တို့တချို့မိဘပြည်သူတွေကျွန်တော်ဘော်ဒါတွေကျွန်တော်ရဲ့ငယ်တဲ့ညီငယ်ညီမငယ်တွေသိရှိအောင်ဆိုတော့ကအဲ့လောက်ဆိုရင်တော့ခင်ဗျားတို့ပြည်တွင်းထဲမှာရှိနေတဲ့မိဘပြည်သူတွေလည်းသဘောပေါက်တော့ပါပြီအဲ့တော့ပြည်တွင်းထဲမှာနေနေရလို့စစ်ကိုတက်ကိုနေရတာကိုကြောက်နေရဆိုတော့ကျွန်တော်တို့နားလေဒါပဲနဲ့အခုမြစ်ဆုံစီမံကိန်းကိစ္စကိုတော့တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေဝိုင်းဝန်းစန့်ကျင်ရှုံချကန့်ကွက်ကြဖို့တော့လိုလာပြီဆိုတော့ကဒါကျွန်တော်တို့အရန်ကိုအရေးကြီးပါတယ် KIA ဘက်ကဘောကတရားဝင်ကိုထုတ်ပြန်ကြေညာထားတယ်ပြည်သူလူထုရဲ့စန္ဒဒေသလေးအဓိကပါဆိုတော့ကကဲတော့နောက်မှာအဲ့ဒီ ARV တိုင်းသတင်းဌာနပဲမင်းညဖော်ပြလာတဲ့အခုစစ်ကောင်စီဟာရှမ်းပြည်နယ်မြောက်ပိုင်းသူတို့ပြန်လဲရရှိတဲ့ကြောင်မဲမြို့မှာသူတို့စစ်ကူတပ်ကိုထောက်ခံတဲ့ကျွန်တော်မောင်နှမတွေတည်နေပြီးသားဖြစ်တဲ့ဖောက်ခွဲစားရေပေါ်စီအောက်တန်းသားဘောမအမှုပညာရှင်တိုင်းတဲ့စီယိုကြီးတွေစီးနေရလို့သိရပါတယ်တချို့လဲမမှတ်မိသေးတဲ့မောင်နှမတွေအဲ့ဒီဘွိုင်းကောလောကမဲ့အောက်တန်းသားဖောက်ခွဲစားအမှုပညာရှင်တွေဘယ်သူတွေဖြစ်မလဲဆိုတာတစ်ချက်လောက်10မိနစ်စာလောက်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဆက်လက်၍ဖြော်ပြရေးအစီအစဉ်ကိုဆောင်ရွက်ရာရုပ်ရှင်တရုတ်ဆောင်စုပန်ထွားဖွင့်ဆောင်းရုံးစံစီတူဝင်းတရုတ်ဆောင်ဒေသရှင်ဟန်တူးစံဇာဇန်ဟန်တာတန်တာမုဒိတ်ဒေသရှင်စစ်သွေး ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုတရုတ်အစိုးရရဲ့ဂျောင်းဝင်မှုနဲ့ပြန်လည်ထိန်းချုပ်ထားတဲ့စစ်ကော်မရှင်ကရုပ်ရှင်နဲ့ဂီတအမှုပညာရှင်တွေကိုခေါ်ယူပြီးမြို့ကန်ပြည်သူတွေကိုဝါရဖြန့်စီယုံရေးဆင်းခဲ့တယ်လို့သိရပါတယ်။စစ်ကော်မရှင်က၎င်းတို့ရဲ့စီယုံရေးခီးစဉ်မှာရုပ်ရှင်တရုတ်ဆောင်စုပန်ထွားပွင့်ဆောင်းယွန်းဆန်စီတူဝင်းတရုတ်ဆောင်တေးတန်ရှင်ဟန်ထူးဆန်ဇန်ဇန်ဟန်တာနဲ့တန်တာမိုးသိန်းတို့ကပါခေါ်ဆောင်လာပြီးဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တေးတန်ရှင်စစ်သွေးထက်အင်ဇလီအိုးပြူပြူຫນွေဦးတခင်နဲ့ MRTV ကတေးတန်ရှင်ဒရောယူအောင်စောတဲ့နီရဲ့စောရက်စတာ 1K စင်ဖိုးဧကရီဆောင်မျက်စုချဲအင်ဂျင်နိုင်ဦးမေသူမျိုးလောင်ဝန်းမေခတ်တာတို့လည်းပါဝင်တယ်လို့သိရပါတယ်ကဲအဲ့တော့ ARV Time သတင်းဌာနတော့နာမည်စင်းအတိအကျနဲ့ကိုထုတ်ပြန်လိုက်ပြီဆိုတော့တချို့တွေကတော့ကျွန်တော်တို့အားလုံးတည်ပြီးသားဖြစ်တဲ့စစ်ကူရက်က2021ကစပြီးတော့အမာကန်ကျွန်တော်တို့ဖတ်ခွက်စားဘောမအမှုပညာရှင်တိုက်ဆိုတော့ကြံတဲ့ထက်တိုးလည်းသိရှိအောင်လို့ဘွိုင်းကောလောကမဲ့အဲ့ဒီရုပ်တံပြူတော့ကျွန်တော်ပြန်ပြီးတော့ share ပေးတာပါမနေ့ကလည်းကိုနေဖုန်းလက်ကပြောသွားတဲ့ဆိုတော့ကျွန်တော်ကတော့လုံးဝ crop ပုံစံမျိုးပြထားပါတယ်ကဲတော့နောက်မှဆက်ပြီးတော့ကြည့်ရမှာတော့ကိုမောင်မောင်ပြောပြထားတဲ့2မိနစ်စာဗီဒီယိုဖိုင်လေးကိုလည်းဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာကမောင်းနဲ့ပြည်သူမထောက်ခံတဲ့စစ်တပ်ရေရှည်တည်တတ်နိုင်မှာမလားအေးအဲ့ဒါနဲ့ပတ်သက်ခင်ဗျားတို့လည်းမမှားဘူးဗျပြည်သူမထောက်ခံတဲ့စစ်တပ်ရေရှည်တည်တတ်နိုင်ပါမလားဆိုတဲ့ခါကျတော့ဝန်ခံရမယ်ဆိုလို့ရှိရင်တော့အခုစစ်တပ်ထဲမှာခါတိုင်းဆိုဘိုးတင်နန်းဆိုလို့ရှိရင်ဗျာတခါလဲအပြစ်နော်ဘိုးတင်နန်းတင်နန်းဆိုအပြစ်စေးတက်ဆိုလို့ရှိရင်စေးတက်တင်နန်းအပြစ်အခုကဟို senior junior 3နှစ်ပေါင်းပြီးတော့မှတစ်ဖွဲ့တက်နေရတဲ့အခြေအနေမျိုးတွေရှိတယ်ကဲကြားတယ်ဒါကလည်းအရှိတရားဖြစ်တယ်နော်ဟို performance ဆိုတော့အဲ့လိုမျိုးထီကိုရိုက်ထွက်သွားတာဒါလည်းအရှိတရားပဲကျွန်တော်ဝန်ခံလိုက်မယ်အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့ကအခုချိန်မှာကျွန်တော်ဖြစ်ရှိကိုခင်ဗျားတို့သိစေချင်တာနော်ဖြစ်နေရှိနေတာတော့ခင်ဗျားတို့သိဖို့လိုတယ်အဲ့တော့ဟိုဘက်ကလည်းပြောမှာမဟုတ်ဒီဘက်ကလည်းပြောမှာမဟုတ်ဒါနဲ့ပတ်သက်လာလို့ရှိရင်ပုံတင်နှန်းဆိုလို့ရှိရင်လည်းစနကျွန်တော်ပြောသလိုဒီဘက်ဘယ်လိုခေါ်မလဲဆိုတော့ပေါင်းပြီးတက်နေရတာအောင်လူမပြည့်ဘူးဖြစ်နေတယ်နော်ဒါပုံတင်နှန်းမရှိသေးတယ်နောက်ထပ်စစ်တင်နှန်းဆိုတော့ဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်တို့တာမန်စစ်သားရဲဘော်တင်နှန်းဆိုရင်ကျွန်တော်တွားပေါ့ဗျာပုံတင်နှန်းတော့မှဒါမျိုးဖြစ်နေတာအဲ့တော့ပြည်သူမထောက်ခံမှုကိုရဖို့အတွက်ကအခုမြစ်စုံကဘာအတွက်လဲတရုတ်ကိုပေးစရာမလိုဘူးဆိုတော့ဘာမှဆိုတော့တရုတ်ကိုကျွန်တော်ကချော့စရာမလိုဘူးဆိုတော့မြစ်စုံကြီးမလုပ်ပါနဲ့ဗျာနော်ပြည်သူလူထောက်ခံမှုကျဆင်းသွားပါမယ်ဟုတ်လားအဲ့တော့ပြည်သူလူထောက်ခံမှုနဲ့လဲရမှာဖြစ်တယ်ပြည်သူလူထုကငကိုတွေကဒီစစ်တပ်ကိုအခုတဖြည်းဖြည်းနဲ့ပူပေါင်းဆောင်ရွက်မှုအားနည်းလာတဲ့ခါကျတော့ခင်ဗျားတို့တင်တန်းနေတာမှာအခုလူမပြည့်တာတွေရှိလာပြီမဟုတ်လားပြည်သူမကြိုက်တာတော့မလုပ်ပါနဲ့အဲ့ဒီစစ်မှုထမ်းဆွဲတဲ့ကိစ္စတွေစစ်သားကြီးကောက်နေတဲ့ကိစ္စတွေနောက်ဒီမြစ်စုံကိစ္စဆိုလို့ရှိရင်ဒါခင်ဗျားတို့ပြည်သူမကြိုက်တဲ့တိုင်အောင်မှာပဲပြည်သူကိုဒါပဲထင်တယ်ကွာဆိုတဲ့ပုံစံမျိုးတွေဖြစ်နေရင်တော့ခင်ဗျားတို့တော့ပြည်သူကဘာမှလုပ်နိုင်မှာမဟုတ်ဘူးဒါပေမဲ့ပြည်သူလူထုကစစ်တပ်ဆိုလို့ရှိရင်ရေးတောင်စစ်မတော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားရင်တေရောဆရာကြီးနော်မြစ်စုံကိုပေးတာတရုတ်ကသူ့ရှေ့ကနေကာကွယ်ပေးအောင်နဲ့ဖားနေတာလေနောက်ရုရှားနဲ့ဘီလာရုစ်ကိုလည်းဘာတွေထိုးပေးဦးမှမသိဘူးလေမပေးဦးမှာဘာတွေပဲထိုးပေးလေနော်နိုင်ငံတစ်ခုဟာအခု ICJ ကချမှတ်တဲ့ဆုံးဖြတ်ချက်တွေမှာရန်ကိုအခုက ICJ မှာစွန်ကြီးဝိုင်းလောင်းတော့မှာနော်စွန်ကြီးလောင်းခံမှာအရင်လိုဂမ်ဘီယာတစ်ဖွဲ့တည်းနဲ့ရင်ဆိုင်မှာမဟုတ်တော့ဘူးအခုရင်ဆိုင်မှာပြင်သစ်လည်းပါတယ်အင်္ဂလန်လည်းပါတယ်
နော်ကျွန်တော်အနေနဲ့ကျွန်တော်မကြိုက်တာနာမည်နဲ့ထည့်ပြောပြီးနော်ဦးမင်းအောင်လိုင်းကျွန်တော်မကြိုက်ဘူးမကြိုက်တဲ့အတွက်ကြောင့်မို့လဲသူလောက်တိုင်းနဲ့ပတ်သက်ပြီးတော့အခုဗျာသူကာချုပ်ယာလူယူလာတာတွေဟလားသမရယာလူယူလာတာတွေဟလားကာလုံးမှာဘယ်လိုခေါ်မလဲဆိုတော့သမရတာဝန်ယူပါဆိုပြီးတော့ဟိုနှစ်ပေါက်ရိုက်တဲ့အလုပ်ကသူတိတ်တော်တာဟဲ့လား ကဲတော့ကျွန်တော်တို့ဒါကတော့ကိုမောင်မောင်ကိုယ်တိုင်မင်းညအမှန်တရားတွေပြောပြသွားတဲ့2မိနစ်စာဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်ပြန်ပြီးတော့ share ပေးတာပါကိုမောင်မောင်ကိုလည်းဒီနားကနေကျွန်တော် credit ပေးပါတယ်အဲ့တော့ DKB ကအမျိုးရုပ်ကောင်တွေဖြစ်တဲ့ကြားဖြန့်ဆိုတာကျွန်တော်တို့မသိပါဘူးကျွန်တော်တို့ကအရန်ကိုရိုးသားပါဆိုတော့ဟိုတခိုးစောက်ပေါ်ကျွန်တော်တို့စောစားကိုကျွန်တော်ပြောတာပြန်နင်းနေသလားမှတ်တယ်နောက်မှကြုံမျိုးမင်းဘလို့တွေ DKB ကအမျိုးရုပ်တခိုးတွေကိုရေးလဲကိုဒဲဆိုတာဆိုတာ10မိနစ်စာလောက်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ DKB ခေါင်းဆောင်တွေကိုကိုပြန်မေးဖို့လိုတာကျွန်တော်ဒီနေ့မှာဗိုလ်ချုပ်ကြီးစောစတီခင်ဗျားကိုရောနော်ဗိုလ်ချုပ်ကြီးစောရွှေဝနော်ဟိုစီဒုစီကျုံစောရွှေဝခင်ဗျားကိုရောနော်စောဆန်းအောင်ကငဘောကိုထားတော့ယောက်ျားဆိုကိုကိုသိပါတယ်ယောက်ျားဆိုကိုကိုသိပါတယ်ယောက်ျားပဲဗျာယောက်ျားတွေမဟုတ်လားခင်ဗျားတို့ခင်ဗျားတို့ကယောက်ျားတွေမဟုတ်လားလို့ယောက်ျားတွေဆိုကိုလူကူပဲစစ်ကြည့်ပါဦးတော်တော်ရှက်ဖို့ကောင်းတဲ့လူရက်ကိုလုပ်တယ်ဒါပေမဲ့ခင်ဗျားမရှက်ပါဘူးခင်ဗျားတို့အရှက်လည်းမရှိဘူးရှက်တတ်တဲ့စိတ်လည်းမရှိဘူးယောက်ျားလည်းဟုတ်ချင်မှာဟုတ်ပါကဲစကတိကြီးပြောသလားမြေစောဆန်းအောင် YouTube ပေါ်တော့ကြောင်တောင်နဲ့လူတော်20တောင်ပြည့်ဥသူမှရှိတယ်အင်းဟာလူတော်20တောင်ပြည့်တဲ့အားနဲ့အင်အားနဲ့အားနဲ့စောဆန်းအောင်ပေါ်တော့ကြောင်နဲ့ရှောက်သွားတယ်စောဆန်းအောင်ဒီဘက်မှာတချို့လူတွေကငပေါ်လို့မှတ်တာငပေါ်လို့မှတ်တကယ်ငပေါ်ကြီးလို့မှတ်တာစောဆန်းအောင်အဲ့တော့တခါကျအဲ့ငပေါ်တွေကနေပြီးထပြီးဆရာကြီးတက်လုပ်ပြီးတော့လေစကတိတွေပြောပြီးတော့ဗျာဟုတ်ပြီကျွန်တော်ကြည့်ယုံဖို့လည်းကောင်းတယ်ဒါပေမဲ့ဒီကောင်တွေကဘယ်လိုပြောဗျာဒီကောင်တွေကနွားတွေလိုပဲနွားတွေလိုပဲရောနေအဲ့တော့တကက်ကိုတခိုးချဖို့တွေဂျလုံးပလုံးတွေမဒိန်ကောင်တွေလူသားသမားတွေမိုက်ရိုင်းရမ်းကားတဲ့လူမိုက်လူတန်းလူရမ်းကားတွေအကုန်လုံးအဲ့မှာ DKB တွေတပုံးရောက်တယ်အဲ့ DKB အဲ့လိုဖြစ်တယ် DKB ကလေစောဆန်းအောင်လို့တခိုးချဖို့ကောင်တော့ဘိုးချုပ်တက်ဖြစ်တယ်ဘိုးချုပ်တက်ဖြစ်တယ် ကဲတော့ကျော်မျိုးမင်းပြောတဲ့ထဲမှာဒီတကအမှန်ဆုံးပဲဆိုတော့ကကိုရီပြောတာများနေသလားမှတ်တယ်ဘယ်ဟုတ်မလဲကျော်မျိုးမင်းပြောကမှပဲ DKB ကကောင်တွေကယောက်ျားစစ်စစ်တွေမဟုတ်ဘဲနဲ့အချင်းချင်းလိန်လူဆက်ဆံနေတဲ့ကောင်တွေစောက်ပေါ်ငပေါ်တခိုးကျင်တို့ဂျလုံးပလုံးတွေနဲ့ဖွဲ့စည်းရတဲ့ကောင်တွေဆိုတော့ကကဲတော့ဘာတွေပဲပြောဒါဒီကနေ့မနေ့ပိုင်းလေးကတော့ပြီးကနေမှကျွန်တော်မောင်မတွေစိတ်မောတွေပြည်စီနေတာတဲ့ဒီကောင်တွေကိုအရေးကြီးလုပ်ပြီးတော့ reaction ပြန်လုပ်ပြတာမဟုတ်ပါဘူးကဲတော့ညချမှပဲနောက်ထပ်သတင်းကောင်းရုပ်သံဗီဒီယိုဖိုင်လေးနဲ့ပြန်လာခဲ့ပါဦးမယ်တော့ကျွန်တော်တင်ပြဗီဒီယိုဖိုင်တွေကိုပုံမှန်ဝေရောက်ကြည့်ရှုပေးတဲ့အမေသားသမီးမောင်နှမတွေကျွန်တော်ညီကိုတွေရောစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေဗျ